ဒီလုံးဝကြောက်စာကောင်းတဲ့ဒီဗီဒီယိုထဲမှာဆိုရင်တော့ Only Petra လို့အမည်ရတဲ့ YouTube channel ကနေတင်ထားခဲ့တာပါဒီနေ့မှာတော့သူအိမ်မှာနေရင်းနဲ့အမီပိုချောင်းထဲမှာတန်တခုခုကြားရတော့သူကလည်းသွားပြီးစစ်ဆေးခဲ့ပြီးတော့ဒီထိတ်လန့်စရာဗီဒီယိုကိုရိုက်ကူးမိခဲ့ပါတယ်သူချေမရှိတဲ့ထိုင်ခုံကအသူရှိတဲ့ဘက်ကိုသူအလိုလိုချွေလာခဲ့တာကြောင့်အသူကလည်းကြောက်လန့်ပြီးတော့အဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးရတာပေါ့ဗျာအတားကိုတကယ်ပဲတစုံတခု